ကဲအချိန်ခါကလည်းအတော်လင့်ဟုတ်ကဲ့နော်ဟုတ်တယ်အဲပရိသတ်များကလည်းဒီချိန်တိဒီလိုအားပေးတာကလည်းတော်ရှားပါတယ်ဒီနေရာဒီဒေသ7 နာရီလောက်တည်းဟိုဘက်ကြော်သွားရင်လူမနေဘူးလို့ကြားပါပရိသတ်မနေဘူးတဲ့မှန်းတဲ့အခုတော့ပရိသတ်တွေဒီလောက်မြင်နေရအားရပါတယ်ဟုတ်ပါအားပေးတယ်မေတ္တာပါပဲဗျဒါပေါ့ဗျာနော်ကျေးဇူးထူးတင်ပါတယ်ကဲကိုပဲကောင်းကြီးဟုတ်ကဲ့နောက်ဆုံးပိတ်အိတ်နဲ့လွယ်ရအောင်ဗျာနော်ဟောဒါနောက်ဆုံးမလားနောက်ဆုံးပါပဲဗျာနော်ဦးကြီးတွေကြံသေးရတော့တီးမနေတော့မတီးတော့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ကိုစောမင်းတို့ကတော့မနက်ခင်းအပရိသတ်တွေကိုစောမင်းတို့ကနေပြီးတော့ထပ်မံပြီးတော့အခမ်းပေးအောင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါတော့ကိုနေရန်တို့ညပိုင်းကဏ္ဍဒါကိုနေရန်တို့ရွှေဖလားအနာတတဲ့အချိန်ကားလေးပေါ့နော်ဟုတ်ပြီဗျာအဲ့တော့ကြံရှိနေတော့ပရိသတ်များအားကိုယ့်ရဲ့တာဝန်လေးတွေမလစ်ဟင်းရအောင်ဆိုပြီးတော့တယောက်နဲ့တယောက်ဒီကိုယ်တွေတိုက်တိုက်ဝန်းဝန်းနဲ့အထိန်တိုင်းကကြီးဖြစ်တဲ့ဦးစေအောင်နိုင်တို့ဒေါ်တန်းမြိုင်တို့မိသားတစုပြုလုပ်တဲ့ကထိန်ပွဲကြီးမှာမိမိတက်ဆွမ်းထားတဲ့အနုပညာလေးတွေနဲ့လာရောက်ပြီးတော့ပါရမီဖြည့်ပြရခြင်းဖြစ်ပါတယ်ဗျာနော်လှုပ်အားဒါနတတ္တဒါနပါဗျာဟုတ်ကဲ့ဗျာတပုတ်ပါပဲဗျာဟုတ်ကဲ့မကြောက်ဘူးဆရာဘယ်ကတော့ထောင်နှံလည်းရှိတော့နော်သိပြီဟုတ်ဟောအမေးတေးဟောလက်အဆိုင်ဝိုင်းထဲမှာဒါအစမ်းမရှိရဲ့နော်ငါမင်း9000တန်1000တန်နဲ့လောက်မှနိမတောင်းမယ်နိမတောင်းမယ်ကဲနောင်မတိမယ်နောင်မတိဟုတ်ကျွန်တော်တီးရဲ့တချင်းကိုဘာတချင်းလုံးသိရင်2သိန်းကဲခုမန္တထဲမှာရှိတဲ့ပိဿတွေကိုနေရတချင်းတစ်ပုတ်တီးမယ်ကိုနေရတချင်းကိုသိတဲ့သူလက်ညှိုးထောင်လိုက်ပတ်စံ3သိန်းပြန်ပြီးတော့ကိုနေရဆုချမှာနော်2သိန်း2သိန်းနဲ့ဗျာ2သိန်းအောင်သိန်းနဲ့ကိုလာသိန်းနဲ့အဲ့လိုလည်းမထင်နဲ့သူတီးတဲ့တချင်းကိုသိရင်လက်ညှိုးထောင်ကိုနေရကတချင်းတစ်ပုတ်တီးမယ်သိရင်တန်းနာဖြေလိုက်တော့ကိုနေရကပြန်ပြီးတော့ဆုချမှာလေကဲကိုနေရပိဿကိုကျင်းတဲ့အားရမှုရှိအောင်တချင်းလေးတွေဖြောပြအောင်ဗျာနားထောင်ဘာလဲရှင်းလို့ပွေတာတက်တက်ကိုကနေတာမဟုတ်မဲကြီးကိုညောင်ကုန်းသူတွေကမဲအကြီးတွေကရွာတာအမြအဲ့လိုမြန်မာလူကြီးပြောတော့ကဘာတော့ကပတ်စံနဲ့သိယူမလားဘာမှလည်းနားမလဲမနဲ့ထိုင်းနေကြတာအဲ့ဒါလူကျင်လို့ကစားတာနော်တစ်ခေါက်တီးပြီးတော့ကျွန်တော်ဆိုပြမယ်ဟုတ်ပြီဟောပြန်တီးအောင်ပါခံစားချက်ပါခံစားချက်သိတယ်သူလည်းမပေါ်ဘူးဆိုတော့စူပြရတော့မှာဟုတ်ကဲ့ဘယ်လိုလုပ်သိမှာတော့သူဆက်ထားပြီးတော့ငါကျဲမှာတော့နောက်သုံးကြည့်တဲ့ဒီပိုင်းမလုပ်နဲ့အကွာကျဲမှာအဲ့ဒါပြောဒီမှာကျဲတော့မှာပါရှင်နေကမပါတဲ့စကားတွေမပြောပါနဲ့မကျဲနဲ့ထတော့မှာဆိုမဟုတ်ဘူးနောက်ကြမှတ်ထားကိုနာအပြိုကြီးညောက်ကကျွတ်တို့ရန်တွေ့နေရလားဟာလေဒီဘက်လည်းမလာဘူးဒီအမေကမကျဲနေတယ်ဟုတ်လားမကျဲနဲ့ဟုတ်ကဲ့ပါကျဲတော့လည်းလူတာပါပဲအပေါ်ဆုံးပတ်စံပဲဘာမှထည့်မစသားနဲ့ကဲဆိုပြမယ်နော်ဘယ်သူမှမသိဘူးဆိုတော့ငါဆိုပြမယ်
မြင်မြင်ရင်ခံနေမတွေ့တာမမြင်တာတော့လေပို့ပြီးတွေ့ခြင်းမှာပြီလူစိတ်ဆိုဒီမှာဒီသဘောပဲလေမရတာဘူးမှလူချင်းကြပြန်ပြီခက်ခဲတော့လေရအောင်ချူပြမလေးယူပြမလေးအမြင့်မှာမဝင့်ပါနဲ့လေဘန်းကလေးချစ်ရဲ့ချူတဲ့သူတကျူနာမြို့ရင်ပါလားမီ နိုင်ငံကျော်သေးတယ်ရှိပြီကိုလွှမ်းမှုရဲ့ကြာလေးလေးဖိုင်မြဲလေးလေး ဩတွေ့မြင်ရင်ရင်ခံနေမတွေ့တာမမြင်တာတော့လေပို့ပြီးတွေ့ခြင်းမှာပြီလူစိတ်ဆိုဒီမှာဒီသဘောပဲမီမရတာဘူးမှလူချင်းကြပြန်ပြီခက်ခဲတော့လေရအောင်ယူပြမလေးချူပြမလေးအမြင့်မှာမဝင့်ပါနဲ့လေပန်းကလေးချစ်ရင်ချူတဲ့သူတကျူနာမြို့ရင်ပါလားမီကျွန်တော်ငယ်တငယ်ချင်းတွေကပြော ဟုတ်ကဲ့ ဘာပြော ငါမူးတယ်လို့ပြောနေတာ ဟောမဟုတ်ဘူးလား မယုံမေးကြည့်နေငါပရိသတ်တွေမူးလားမေးကြည့်လိုက် မူးလားသူမူးလား ဘယ်မှုမလို့လက်ထဲမှာ9000နဲ့နေတိုင်းထားတာဟုတ်နော် ဟိုငွေမျက်နှာလဲအဲ့လိုပြေးတာပဲလားဝါကြပါတယ် ဗါတဲ့တချင်းကဗါတဲ့ဩ ဟုတ်ကဲ့ တွေ့မြင်ခြင်းရင်ခံနေမတွေ့တာမမြင်တာတော့လေပို့ပြီးတွေ့ခြင်းမှာပြီလူစိတ်ဆိုဒီမှာဒီသဘောပဲမီလူတွေကဗာမှတ်နေ ဘာလို့ မရတာဘူးမှလူချင်းကြပြန်ပြီ မလုံကျော် ဘာတော့မြာတာ ဆုရှာသူပဲလိုချင်တာ ဒီထဲလဲလေလာတာ မရတာကိုမလူချင်းတယ် ဟုတ်ကဲ့ နော် ဟုတ် ရကြည်ကျွန်တော်အကိုပြောသလိုပဲ ဟုတ်ကဲ့ စိတ်ထားတာကောင်းအောင်နေ ဟုတ် နေရတော့ဘယ်တော့မှသူ့အပေါ်မှာမျက်စိအသိမရှိဘူး မရှိပါဘူးဗျာ တကယ်ပြောတာ ဟုတ်ကဲ့ ကျွန်တော်ညီတွေတပည့်တွေအများကြီးပဲ ဟုတ်ကဲ့ ဟုတ်ဘူးလား ဟုတ် ဒီကောင်ခိုင်းတယ်ကျောက်ကလှုပ်တာပဲဟိုကောင်ခိုင်းတယ်လှုပ်တာ ဟုတ် ဒီတုံးတီးကပြောတာကွာ ဟုတ် ဘာငါဘလောက်ပေးပေးမပေးပေးငါတော့ထည့်စဉ်းစားနေတဲ့ကောင်မဟုတ်ဘူး ဟုတ်ကဲ့ လူဆိုတာသူ့အကျိုးပေးနဲ့သူလာတာ ဟုတ် ရှင်းနော် ဟုတ်ကဲ့ မင်းလဲစိုင်းเสียဖြစ်ချင်မှာပဲ ဖြစ်ရှင်တယ် ဖြစ်လား မဖြစ်ဘူး ဘာလို့ရတော့ လူရှင်တော် ငဲဒါပဲဟုတ်ဘူးလား ဟုတ်တယ် ဟောအမေတို့လည်းကျွန်တော်တော်ကြီးတို့ကျွန်တော်မွေးချင်းနေပါပဲဒါချမ်းသာခြင်းလားညောင်ကုန်းကဒါချမ်းသာခြင်းလားဆိုတာသိတယ် လူတိုင်းပဲလေဒါတော့ တကယ်ပြောတာတခါလေမွေးချင်းချင်းလည်းနှစ်ပန်းလုံးလုံးနေတာခင်ဗျာအဲ့ဒါအစင်မပြေဘူးလीနော် မဖြစ်ချင်တာဟိုဖြစ်နေရတယ်ဆိုတာရှေ့မှာပဲရှိတယ်ဟိုမှာအိတ်ချင်တာကအိမ်မန်းတက်ထဲမှာလားငိုင်နေတယ် ထားတဲ့အိမ်ကတော့ဒီနေ့ညတော့ကောင်းကောင်းအိပ်ရမှာမဟုတ်ကြက်လာခိုးပါဗျာဟုတ်မဟုတ်ကွာဟုတ်ဘူးလား ဟုတ်ပါ ဒါလေးကိုကျွန်တော်ကဗလာဆိုင်လှုပ်ထားတာ ဟုတ် ဩတွေ့မြင်ကြီးရင်ကန်နဲ့ ဟုတ်ပြီဗျာ စဟာ ကောင်းတယ်ဗျာ ညောင်ကုန်းသားတွေမညံ့ဘူးကြီး ညံမှု ရှေ့ကကျွန်တော်ညီတွေရောတူတွေရောအဲ့ဒါတီးဆိုတာတယောက်မှညံ့တဲ့ကောင်မပါဘူး မျိုးနွယ်ဆက်ကညံ့လာမှာမဟုတ်ပဲဗျဟုတ်တယ်ဟုတ် ဒီ တယ် ကောင်က3000ခန်းနေလာလို့ မမီလိုကြောရင်ခွန်လား တခါတည်းကတော့ပေါ့ တတင်းကျွတ်တော့မပြောရလို့ တတိယကျတော့မကြောလိုက်ရတော့တဲ့တသိန်းခွဲဟမ်ဘသူပြန်ရဲတော့ပြန်ကြည့်လိုက်လေ တို့ဆိုင်စီကတော့ပြီးခဲ့တဲ့ပွဲရရတဲ့စုကြကိုမလန်းသိဘူးဟဲ့ ဟုတ်ပါဘူးပတ်ဆက်ဆိုတာလူကလောက်တာပါကွာ ဒါပဲဟုတ်တယ်အမှန် ရှင်းရှင်းလေးပြောပြတာ မြစ်တာပဲဦးလေးကမြစ်တာထားတော့ ငါဒီကိုကြိုက်သွားချစ်ကိုချစ်တာငါတူရဘေး ဟုတ်ပြီ
ဘယ်လောက်တော့ဒါပဲ နေရန်ကတော့ငွေရေးကြေးနဲ့ပတ်သက်လို့ तू ဘာမှထည့်မသွက်ဘူးသူ့ရဲ့စိတ်ရင်းစိတ်တက်ကိုသိခြင်းလူတာပေါင်းကြည့် ဟုတ်လား မမီလုံးကျော်သူ့ရဲ့စိတ်တက်ကိုသိခြင်းလားပေါင်းကြည့်လိုက်ပေါင်းကြည့် လေသွားမယ် အဲ့လောက်ကြည့်တော့လည်းမလူတော့ပါဘူး ဒါပထမပိုင်ဒုတိယပိုင်ဆိုပြမယ်ဗျာ ဟောလိုက် တကယ်ချနော် ဟောအလူလက်ဖက်နဲ့မျက်နှာလှုပ်လာတာ တွေ့ရဆုံးရညီနေရပြန်တော့လေကိုချစ်စိတ်ကိုဒါစီလို့ပဲမရနိုင်ပြန်ပြီမချစ်နိုင်အောင်ပဲကြိုးစားနေမဖြစ်နိုင်တော့လေတိတ်ခတ်ပြီချစ်တဲ့သူကြီးမောင်မဲသူနဲ့လီယာမလီဟဲ့ ဘိုဒီယန် တွေ့ရကြုံရညီနေရပြန်တော့လေကိုချစ်စိတ်ကိုဒါစီလို့ပဲမရနိုင်ပြန်ပြီမချစ်နိုင်အောင်ပဲကြိုးစားနေမဖြစ်နိုင်တော့လေသိကပ်ပြီချစ်တဲ့သူကြီးမောင်မဲသူနဲ့လီယာမလီဟောတွေ့ရကြုံရညီနေရပြန်တော့လေကိုချစ်စိတ်ကိုဒါစီလို့မရနိုင်ပြန်ပြီမချစ်နိုင်အောင်မဲကြိုးစားနေမဖြစ်နိုင်တော့လေသိကပ်ပြီချစ်တဲ့သူကြီးမောင်မဲသူနဲ့လီယာမလီကိုလမ်းမို့တော့မမီမမီဘူးနော် မိပါဦး ဒါပေမဲ့နေရတော့ကမျိုးနဲ့ရိုးနဲ့စိုင်းတီးရတာကျွန်တော်တို့ဘေးရွာရောက်ညောင်ကုန်းပါတယ် ဟုတ်ကဲ့ တကယ်ပြောတာနော် ဟုတ်တယ်ဗျာ ညောင်ကုန်သား ရင်နဲ့ချောင်းနဲ့သွားတီးကြည့်မင်းတို့ကဘယ်မျိုးနဲ့တော့ကျွန်တော်ညောင်ကုန်းသားလို့ဒီလိုပြောတာ ဟာပဲ မင်းတော့ကျွန်တော်မွေးတာကြောက်တော့မွေးရလေ ဟုတ်တယ်လေ ညောင်ကုန်းမွေးကမင်းမေးထွက်လာမှာပေါ့မင်း ဟာပဲ အဲ့လိုတော့ပြောပါနဲ့ဖြူတဲ့ဟာတော့ဖြူကြမှာပါ စတာတို့ ဖြူတဲ့လူတွေဖြူမှာ ညောင်ကုန်းတူတူကိုအတော်ချောလိုက်မှရှိမှလည်းဆွဲကြိုးတွေနဲ့လက်စွပ်တွေနဲ့ ညိုချောငိုပြောလို့မရဘူးတဲ့ သူအိမ်မှာ အဲ့ တို တော့ င် ငါညောင်ကုန်းမေးမယ်လေနော် အဲ ချစ်တဲ့သူကြီးမောင်ပဲသူနဲ့နေရမလီကဲအဲ့တော့ညောင်ကုန်းကကျွန်တော်ဘယ်သူနဲ့နေသိကျင်တော့ ကဲနောက်ဆုံးစကားဒေါ်တင်ကြီးနဲ့ပဲနေတာပဲကောင်းပါတယ်လေ အဲ့ဒါတော့ကိုဟာကိုပေါင်းရမှာပဲကိုရှာဖို့အခုချိန်ကြီးမျက်စိလဲနေတော့မတတ်နိုင်စိုးတာ ဘောအခုချိန်ကြည့်တာကျွန်တော်အမေရှိနေလို့ဒီဘက်နေနေတာအမေမရှိလို့ကတော့မဲငါမိုးပြန်သွားမှာဝိဆိုလုံးရဲတယ် ယုံနေယုံနေ အဲ့ဒါကိုဗလာဆိုင်လူတီကနေပြတ်အောင်ကြတော့ကျွန်တော်ဆရာမန္တလေးစိန်တောင်းသိန်းအောင်ကျွန်တော်ကိုဝေးတင်ပေးတဲ့ပညာနဲ့လောက်ထားတာနော်ကျွန်တော်ပညာတရေးသားမှမပါဘူး ဟုတ် အဲ့တော့ကြီး ဒါမင်း ဟိုကောင်းတယ်နော် ကောင်းနေဗျာ ဂျာလီလီချစ်တဲ့စိတ်ကခိုင်မြဲလီလီအချစ်ဦးနာထောင်ပါလီတသက်မှာတယောက်တည်းဆွေးလန်းချစ်နေမခွဲတမ်းချစ်ဝေမိပေါ်မြတ်တာမြဲနေဂျာလီလီခိုင်မြဲလီလီဂျာလီလီချစ်တဲ့စိတ်ကခိုင်မြဲလီလီအချစ်ဦးနာထောင်ပါလီတသက်မှာတယောက်တည်းဆွေးလန်းချစ်နေမခွဲတဲ့ချစ်ပြီးမိပေါ်မြတ်တာမြဲရင်နေဂျာလီလီခိုင်မြဲလီ
လီလီကိုတီကိုရင်လေးမှာပြောစရာဆိုရင်ချစ်တဲ့သူပေါ်ချစ်တဲ့ဆိုတာမပါဘူးအလားကောင်းထောင်းစုကိုစိတ်ကိုညွတ်အောင်ပြုလေလီမတုံလို့ပေါင်းမီမိပေါ်မြတ်တာမြဲနေကြာလီလီခိုင်ရဲ့လီလီဒီမှာတို့ညောင်ကုန်းကကံကောင်းတာ ဘာလို့ ကျွန်တော်အခုကကိုစိန်ကလာဆိုရင်ကျွန်တော်မနေ့ကကအစိုးရတွေကခေါ်သူဒီကားပြင်စရာစင်စရာတွေရှိတယ်နဲ့ကျွန်တော်ကနောက်ကျသွားတာ ဟုတ်တယ် ဟုတ်ပြောတော့နောက်ကျသွားတော့မှငါကြီးတဲ့ကိုပင်မလို့မလာတော့အခုမလာရင်ကျွန်တော်စိတ်ဆိုးမှာဆိုလို့ရောက်လာတာ ဟုတ်ပါ ဟုတ်လားအဲ့လိုနော် ဟုတ်တယ် တက်လူကြီးတွေ तू ကနှိမ့်စဲ ကိုမြင့်အောင်သားမတ်တီအဲ့ဒါမန္တလေးအကုန်ကျွန်တော်ချစ်တယ် ဟုတ်တယ် ကျော်ကတော့မချစ်ဘူးလားမင်းငါအကုန်ချစ်အောင်နေတာကျွန်တော်နဲ့မတည့်တဲ့သူဆိုတာမရှိဘူး ဟုတ်တယ် မြစ်တာပဲမြစ်တာပဲ သူနဲ့မတည့်ရဆိုတော့အကျွေးရှင်တွေပဲရှိတယ် မလီ အတိုးများလို့ ဟုတ်လား ဟုတ် ဝိုင်းချစ်ဆိုတာကကျွန်တော်ဆရာမန်းလေးသိအောင်တဲ့မှာကျွန်တော်ခေါ်ပေးခဲ့တာ ဟုတ် ဟော သူ့ဆရာဆုံးသွားတဲ့လူတူတဲ့ ဥစုံ ဥဇော်ဦးနဲ့ကျွန်တော်ခေါ်ပေးခဲ့တာ ဟုတ် ဟုတ်လားသူလည်းမန္တလေးကျင်လဲပြီးတော့ခုကျော်ကတော့ဇော်မင်းထဲပေါ့ ဟုတ် ပွဲတွေကလေဒါအရကျွန်တော်ညီဇော်မင်းကလည်းအဲ့ဒါမှန်လားပြောတာအခုကထိန်ကရာကထိန်တကာ ကတိန်ကရာ ကရာ ဘလို့ကတိန်ကရာတော့ ကထိန်တာရိကာကြီးဥစိန်အောင် ဟုတ်ကဲ့ ဒေါ်တန်းမြိုင်မွေးဖွားလိုက်တဲ့သားသမီးတွေကျွန်တော်အကုန်ချစ်တယ် ဟုတ်တယ် သားသမီးတွေအကုန်ကောင်းတယ် ဟုတ် ဟာဘယ်သူမှမကောင်းတာတော့ မတန်းမြိုင်ကိုပြောချင်တာလားဥစိန် အမှန်တော့တကယ်လေကုသိုလ်ထူလို့ကွာနော် တလမှာတရက် တရက် တရက်မှာတကြောင် ဟုတ်ကဲ့ တကြောင်မှာတခါတာဒီအဲ့တကြောင်မှာအဲ့ဒီတစ်ချိန်ပဲပြုလုပ်ခွင့်ရှိတယ်ကထိန်ကို ကထိန် ဒေါ်တန်းညာကြီးရသွားတာ ဟုတ်တယ် ကျွန်တော်ဦးကြီးဦးစအောင်နဲ့ရသွားတာ ဟုတ်တယ် ဒီပထမထူတယ်နော် ဟုတ်ကဲ့ ကြောင်းမှာပါတယ်တော့ကဲ ကျောင်းမှာ မခဏကြောင်းမှာပါတော့ဖះမှာပါတော့ဖះမှာစိတ်ကြောင်းမှာတော့တိတ်ဖះမှာစိတ်ကြောင်းမှာတိတ်စွမ်းမှာပါတော့ကဲဒီမလည်းတည်ဦးမယ်အဲ့ဒါဖះမှာစိတ်ကြောင်းမှာတိတ်စွမ်းမှာပိတ်သင်္ကန်းမှာတော့ကတိအမေလည်းကျောက်ကလှုပ်စားနေတာသိတယ်ဘာဖြစ်နေရတော့ ဟုတ်ပြီကိုင်းကျန်တဲ့လူတွေမပြေဘူးလားဟုတ်ပြီပရိသတ်အရောက်တရားရအဖြစ် စွမ်းမာပိန်ကြောင်းမာသိမ်ဖះမာစိန်အလူမာကထိန်ဖဲဝိုင်းမာတော့မမီလောကျော်အိမ်နာမည်ကြီးနေတာပဲ စံမြောင်လက်ကပ်ပါအမေကရ ကိုတီကိုရင်နေရမှာပြောစရာဆိုရင် ဘာလို့ ချစ်တဲ့သူပေါ်ချစ်တယ်ဆိုတာမဟုတ်မပါဘူးချစ်မိသွားပြီဆိုတော့မဟုတ်ပါသေးလား မပါတော့ဘူး ကိုချစ်သူလှလာမလှလာဘလို့ထင်တယ်မှတ်တယ် ဘလို့တင်တော့ အလားပေါင်းထောင်းစုကိုစိတ်ကိုညွတ်အောင်ပြုလေလေသူ့နာမှာကောင်မလေးတွေဘလောက်ပဲဝဲနေအချော့အလားတွေသူ့နာမှာဘလောက်ပဲလားနေတဲ့သူကဘသူပဲမေတ္တာထားတာ ဟုတ်တယ် မေမောမေတ္တာထားတာကြာလီလီခိုင်ငယ်လီလီ ပေါင်းလိုက်တာ တယောက်ဆိုတယောက်ဘရောက်ဆိုဘရောက်ပေါ့ ဟုတ်ကဲ့ အဲ့ဒါကိုစိုက်ဘလို့တိမှတ်တယ် ဟုတ် လို့ဒီ ဝါခဲ့တာသမား ချောင်းရုပ် ငပိတ် လောက်ထားမှာအေး အဆင်ပြေပါလေ ဆိုင်ရတချို့ကတူတယ်ထင်းနေရလုံးဝမတူ လူ မတူဘူးနော် ဟုတ်တယ် နာမည်ကြီးရင်ပဲကြီးမှတ်တယ် ဟုတ် တို့ညောင်ကုန်းပဲကြီးတာပဲ ဟုတ်တယ် ညောင်ကုန်းကအလေးနဲ့ထားလိမ့်မယ် ဟုတ်တယ် ဟို12နာရီထိုးရင်တို့ရွာမနေဘူးပြန်มาတွေပါနေနောက်အလကားလာမသိဘူးကဲဘယ်လိုလုပ်မလို့ ဟော ဟုတ်ဘူးလား ဟမ်
12နာရီထိုးရင်တို့ရမကြည့်ဘူးဒီပါလေကျွန်တော်တို့ကတော်တော်ပင်ပန်းထားတာ ဟုတ်တယ် ဟုတ်လား အဲ့လိုကြားတယ် သူတို့ဘက်မှာလည်းရှိရလေပဲစင်းကုန်တွေခေါ်ရတယ်လေမြေဘဲတွေဆွတ်ရတယ်လေပြန်ပြီးတော့ငဲ့ရမှာ သူ့လုံနေသူကိုဟုတ် သူတို့မြေပဲစံနေအဲ့ပဲကွေးဆိုမပြောတယ်တို့ပတ်သက်ပြီးတစ်ခါမှငါဦးမယ် ဝမ်းသာပါတယ်ဗျာအဲ့လိုစကား အဲ့ဒါတော့ညောင်ကုန်းထုံးစံ တာရုပါဗျာတာရုပါ မဲနေရက်နားထောင်ခြင်းသိန်း90ပေးမှနားထောင်မှာကျွန်တော်ကိုစိတ်ကလားနားထောင်ခြင်းသိန်း150မှမရရင်ဒီဘက်မလိုက်ဘူး လိုက်ဘူးဒီဘက် ဇော်မင်းကျွန်တော်တက်ပို့တယ်သိန်း80ဟုတ်လားဟောကျွန်တော်ညီတွေတူတွေတပြည့်တွေဒီလိုသွားမှာ90အထက်မှမပေးနိုင်ရင်စိုက်နားထောင်မရဘူး ဟုတ်တယ် ဒါတော့ဟိုရေကန်မြေကန်ကောင်းတဲ့ကြီးရွာညောင်ကုန်းကြီးရွာဒီလိုနားထောင်တော့မှအမေသူတို့ကစနစ်ထိုးရင်ပြန်လာတယ်ငါလည်းဘေးရမလို့ခုနမုတ်ဆိုင်ရရှိတဲ့မုတ်တွေအကုန်ဆွဲပြစ်တာ ဟာ ဆွဲပြီးသွားယူသွားအကုန်ခေါ်လာတာငါတို့သူတို့ဖေးကတကြောကြောလုံနေတာကြာပါတယ်ကွာလို့မုံနေရမှာမဟုတ်ပါဘူးဆိုငါလည်းအဲ့1000တန်လေးကျဲရင်လည်းအဲ့9000တန်1000တန်မှကျဲကျင်တာချမှာတော့က အဲ့တော့1000တန်ထက်ဟိုဘက်အကြီးတာမရှိလို့ရဲ ကဲဒါလေးတစ်ခေါက်ပြဆိုမှာနော် ချပါ ကြာလီလီချစ်တဲ့စိတ်ကခိုင်နေလီလီအချစ်ဦးနာထောင်မလီတသက်မှာတယောက်တည်းဆွေးလန်းချစ်နေမခွဲတမ်းချစ်ပေမိဖို့မြတ်တာမြဲရနေကြာလီလီခိုင်မြဲလီလီကိုယ်စီကိုယ်ရင်နေရမှာပြောစရာဆိုရင်ချစ်တဲ့သူပေါ်ချစ်တဲ့ဆိုတာမုံမှုမပါပဲအလားပေါင်းထောင်စုကိုယ်စိတ်ကိုညွတ်အောင်ပြုလေလေမတုံလို့ပေါင်းမီမိဘောမြတ်တာမြဲနေရှာလီလီခိုင်ရဲလီလီတော့ပါပဲဒါလေးကိုစိုင်ခန့်အောင်တီးကြည့်မယ်နော် ဟုတ်ကဲ့ ညောင်ကုန်းမလို့တီးတာနော် ဟုတ်တယ် ကောင်းမှာမလားသက်သက်ကောင်းမှာ ပတ်စံကောက်ဩရေးတယ်မှာ ရေဒီပိုင်းတောက်တာတော့ငါမူးနေအောင်ကျဲမှာတွဲမယ်ချမလျှော့နိုင်အောင်ပိတ်တာ